အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်အဲကွန်ဆိုင်ရနေပြီးတော့ဒီကားလေးလည်းမိုက်တယ်နောက်ဆက်ခွန်လည်းဖြစ်တယ်စင်ထားတာလေးလည်းချစ်စရာလေးဒီကားလေးကိုကျွန်တော်မတ်အီမွန်စီကနေပြီးတော့ဝယ်လိုက်တာဒါမင်္ဂလာပဲကျေးဇူးတင်ပါတယ်ခင်ဗျာညီမလေးကဒီကားလေးကဘာသုံးတာလဲညီမတို့က aircon service သုံးတာပါaircon service သုံးတာ aircon service ပါအောင်ထူးဆန် aircon service ဟုတ်ကဲ့ဟုတ်ကဲ့ဆက်ကျင်နေဆိုရင်4200ခွန်3535 09 4200ခွန်3535ကိုဆက်သွယ်နိုင်ပါတယ်ဆက်အသစ်တွေလည်းရှိပါတယ်ဆက်အဟောင်းလည်းရှိပါတယ်အကုန်လုံးညီမတို့က brand မျိုးစုံကင်ပါတယ်ကျွန်တော်အင်ဒိုအောက်ဒိုဝမ်းဆက်လိုက်အကုန်လုံးအိမ်မှာလိုက်ဆင်ပေးတာလို့အကုန်လုံးလိုက်ဆင်ပေးပါကားလည်းလိုက်ဆင်ပေးတာဒီကားလည်းလိုက်ဆင်ပြီးတော့လိုက်ဆင်ပေးတာပေါ့ဒီကားလေးပါရှင်ဒီကားလေးဒီကားကျွန်တော်တို့ဒါလေးကကားလေးကသေးသွားတယ်ဗျာအလုတ်ကကြီးသွားတော့ကားလေးသေးသွားတော့ကားလေးပြန်ရောက်ပြီးနောက်တစ်စီးထပ်ဝဲရတာပေါ့ထပ်ဝဲရပါရှင်နော်အဆင်ပြေပါစေနော်ဝဲတဲ့ကားလေးနဲ့ဒီလို aircon အိမ်ဒီလို service ကိုပေါ့နော်လိုက်ပြီးတော့များများဆဆလိုက်ပြီးတော့အိမ်စီးတိုင်းလိုက်လို့နိုင်ပါစေလို့တော့ဆုမကောင်းတောင်းပေးပါတယ်ဒီဘက်ကအောင်မြင်တိုးတက်ပါစေခင်ဗျာကျေးဇူးရမ်းတင်ပါတယ်နော်ဒါလေးကတော့ကျွန်တော်ဒါယူထားလိုက်ပြီဗျာအခရာကျူတန်းလေးနဲ့ဒါမအီမွန်ကားလေးဒီကားလေးကသူတို့ဆိုင်မှာပဲအများအားသုံးနေတာအောင်ထူးဆန်ဆိုပြီးတော့ aircon service ပေါ့ဗျာကျွန်တော်ဒီကားလေးဝယ်နေတစ်ဆက်လောက်ကြော်ညာပေးဖို့တရောင်းတရားလေးအလုပ်လေးဟိုရအောင်လို့ပေါ့နော်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုလိုမျိုးဟိုဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ဒီကို page တဲကနေဝင်ပြီးတော့ညီမတို့ဒီ4200ခွန်3535အောင်ထူးဆန် aircon service ကိုဆက်သွယ်နိုင်ပါတယ်ရှင်ဆက်သွယ်လေးပါဆက်သွယ်ပေးလိုက်ပါဗျာကျေးဇူးတင်ပါတယ်ဗျာဘာပဲဖြစ်ဖြစ်တကယ်အလုပ်လုပ်တယ်မိမသားအနေနဲ့အလုပ်ကိုအဲ့လိုလုပ်တော့လဲအရန်ပြည်စည်းဖြစ်တယ်အရန်လဲဝမ်းတာဒီဆက်မကအဆင်ပြေပါစေကားလေးနဲ့ပြလိုက်အောင်မယ်ကားလေးလည်းကြွားအောင်မယ်အမိုးကိုင်းကလည်းစတိပတ်ကအမိုးကိုင်းနဲ့airconလည်းပါတယ်ပါဝါလည်းပါတယ်အနောက်မှာလည်းစတိတကားအပိတ်တွေတခါလေးဒီမှာထည့်ထားတယ်ဗျဘာကြောင့်လဲဆိုတော့သူတို့ aircon ပစ္စည်းတင်ပြီးတော့သူတို့ဒီကားကိုလိုက်လှည့်ပြီးတော့ပစ္စည်းတွေလိုက်ပို့ရလိုက်ချတာဆိုတော့ပစ္စည်းတွေတင်ပြီးတော့တောက်ခတ်ထားလို့ရအောင်လို့အမိုးကိုင်းကောင်းကောင်းလေးရောဘေးကာလေးရောတာလေးလည်းကောင်းကောင်းလေးကားကြိုက်တာတော့တော်တော်တန့်တယ်ပေါင်ဝင်းတို့လည်းနှစ်ပေါက်ပါတယ်ကျွန်တော်မှောင်နေလို့နောက်နေ့ကျွန်တော်အားလုံးအပြည့်အစင်လုပ်ပြီးွားရင်ကျွန်တော်ဒီကားလေးကိုအယောင် post လေးပြန်တင်ပေးမယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်တတာ